ဘွာလွယ်မလို့လို့နဲ့တိတ်ခန့်နေခဲ့ပုံများဒီထိုင်ခြင်းတွေကစိတ်တက်လို့လွတ်မြောက်ရာအရေးဘွားကိုရှာဖွေရင်မလိမ့်တဲ့လိမ့်ထားတဲ့စေမီတို့အဲ့ဒီဝီကိုရှာရင်ချာလီလို့လုံးဝငိုင်းမြင်လာမနှိုးရတဲ့ငါလုံးဝပဲအိမ်မက်တွေရှာလို့မြဖြစ်ဆောက်ဆံမိမဘောတာအားလုံးကစောက်ခွက်ကိုလာထိုးကြဆရာတို့ဘွားကြီးလောက်စင်းလုံးမချော့တော့ဘဲဘူးလားရက်မာရထားကရက်တဲ့ဘူးလားမှာပဲစင်ရုံတော့ဘွားကိုစင်ကြဖြတ်တန်းခဲ့ဘူး2008ကအချိန်တကယ်တော့အိမ်ခေါင်းဝါကိုတိတ်လွမ်းနေကြောင်းနဲ့အမေကိုလိန်ထားရအမေတောင်းလွမ်းနေလားမေမျက်လုံးနဲ့မိတ်ထားများညှို့လင်းချက်ဟာမိတ်ပြစိတ်ရှိရမှာစိတ်ကစားရှင်းဆိုင်လိုက်ဖို့ကလွယ်ပြီးတော့ရွှေရတိတ်မရှိနေတော့နှစ်ထင်းကိုတေးထားတဲ့စကလုံးတွေကြားမှာပိတ်မိနေတော့ဘယ်တော့မှရက်မှာလက်ရှာရကဖြောင်းမဲ့လဲနေတဲ့ကဘာကြီးကျင်းကတောင်းမှန်ခဲ့လေဘွားတစ်ခုလုံးပြောင်းဆန်ခဲ့အချိန်အားလုံးပြီးဆုံးသွားမယ်ဘယ်မှာအားလုံးပြီးဆုံးသွားမယ်အချိန်မှာအားလုံးပြီးဆုံးသွားမယ်အရာရာဆုံးရှုံးထားပြီးသားပဲစိတ်စားဖြစ်တဲ့ညဘက်တွေမှာအိမ်မရချိန်တန်ရင်ရောက်သွားမှကွယ်လွန်ပြီးတော့အနေစားကိုနေချအပင်ကောင်းတော့ရိတ်ကြရင်ထဲမှာတိမ်ထားခဲ့တိတ်ဘဝကိစ္စအမိန်ချနေတဲ့တေဖို့တဲ့ရုပ်စိတ်ကဖြစ်နေဖို့လဲမဟုတ်နေချနေတဲ့အတိုင်းဝိုင်းနေရဲ့ပိတ်ဘဝတွေနဲ့လာပြီးတော့ခိုင်းနိုင်နေနဲ့ပိုင်းတွေတဲ့အရိုင်းဆိုင်တွေတိုင်းနေကွယ်မြန်မာနိုင်ငံမှာကလူသားအလုံး Einstein နေပဲချိန်ကုန်မခံတဲ့ရောက်ပါ AC ပဲ live 5နေနဲ့တန်စင်နေစီမျောသွားအောင်မြေတာစရဲ့ night flight တွေတဲ့အလိုအဆုံးရပါပဲဖြစ်ကိုချင်းစာတရားရှိဖို့အတိတ်ဘဝကိုမိရှုမတီလို့အမတ်တရားတွေနဲ့ပြန်မျောတာပေးခဲ့ဘူးတဲ့ကတိမို့ငါလည်းမောနေဘာမှစင်ပြေဘူး Adios amigo ချေအားလုံးပြီးဆုံးသွားမယ်ဘယ်မှာအားလုံးပြီးဆုံးသွားမယ်ချေအားလုံးပြီးဆုံးသွားမယ်အရာရာဆုံးရှုံးထားပြီးသားပဲအခါခေါ်ရရောက်လာတဲ့ငါအော်ရလောက်တာဘုံတော်သားလေးရှော့ပြီးတော့မှာကြောက်လေကြောက်ပါသိပင်ပန်းမှုတွေစချပြီးတော့ပြီးတော့လည်းတွေ့ပြီးတဲ့တွေးတွေဒီပေါင်းဝင်တဲ့တဲ့ပုံမှန်ကြီးခွေးနေရောက်ကားခဲ့ပြီးပဲစောက်ဆက်စရာလို့ချက်နောက်ထပ်ငါငိုရမယ်နေပြီးမှစောက်ပြတဲ့နာဘူးဆက်ကိုကြော်လာပြီးနောက်ပိုင်း